အရေးကြီးဆုံး IELTS tip number 1 so စိတ်ဝင်စားရဆိုလို့ရှိရင်ဗီဒီယိုလေးအဆုံးထိကြည့်ပေးပါဒီလိုဗီဒီယိုလေးကိုဒီချက်က series လိုက်လုပ်ပေးတော့မှာဖြစ်ပါတယ် IELTS မှာအရေးကြီးဆုံး tips တွေကိုပေါ့နော် number like 1 2 3 4ဆိုပြီး sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ tip number 1ကတော့ဘာလဲဆိုလို့ရှိရင် IELTS ကိုစစအခုမှလုပ်တဲ့သူပဲဖြစ်ဖြစ်လုပ်နေတဲ့သူပဲဖြစ်ဖြစ်တစ်ခါဖြေပြီးတော့နောက်တစ်ခေါက်ပြန်ဖြေဖို့ပြင်ဆင်နေတဲ့သူပဲဖြစ်ဖြစ် okay ဘလို့ပဲဖြစ်ဖြစ်ဘလို့လူပဲဖြစ်ဖြစ် IELTS ကိုဘလို့မျိုးပုံစံပဲလေ့လာဘလို့ level ပဲရောက်နေဒီ tips တွေအရေးကြီးဆုံးပဲဖြစ်ပါတယ် so number 1 tip ကဘာလဲဆိုလို့ရှိရင် format တွေသိရမယ် okay skill တစ်ခုစီမှာမေးတဲ့ format တွေကျွန်တော်မဖြစ်မနေသိရပါမယ်သိရမယ်လို့ပြောတဲ့နေရာမှာဖြေတဲ့အခါမှာ okayသိနေတယ်ဒီလိုမျိုးမဟုတ်ဘူးเนาะဥပမာ listening လို့ပြောလိုက်တာနဲ့ listening မှာ section ၄ခုမေးမယ် section တစ်ခုမှာ question 10ခုမေးမယ်အဲ့လိုမျိုး simple tip လေး simple format လေးတွေကနေစပြီးတော့ဒီ section 1မှာဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံ audio တွေနေမယ်ပေါ့ဥပမာ general topic တွေနေမယ် section 1နဲ့2နဲ့မှာဆိုရင် section 3 4မှာဆိုလို့ရှိရင် academic context ကရှိတယ် audio တွေနားထောင်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီအထီကိုဒီကျွန်တော်ကသိနေရပါမယ်နောက်တစ်ခု section 1 2 3မှာဆိုလို့ရှိရင်10ပုဒ်ကိုစလုံးဇက်တိုက် audio နားထောင်စရာမလိုပါဘူးတဝက်စီပေါ့နော် maybe 4ပုဒ်တစ်ဖြက်ဖြစ်ဖြစ်5ပုဒ်တစ်ဖြက်ဖြစ်ဖြစ်6ပုဒ်တစ်ဖြက်ဖြစ်ဖြစ်အများနဲ့ချို half စီတဝက်စီဖြက်ပြီးတော့ပဲ audio ကိုနှစ်ဖြက်ခွဲပြီးတော့နားထောင်ရတာဖြစ်တယ်အဲ့တော့မိကုန်းဖတ်ဖို့အချိန်ပိုရတယ်အဲ့ဒီလိုမျိုးစလေအစုံပေါ့နော်မိကုန်းရဲ့ format ကိုတိကျကျသိရမှာဖြစ်ပါတယ်အချို့ကကြတော့ listening မှာ section 4ခုမေးတယ်အပုတ်40မေးတယ်ဒါပဲသူတို့ရဲ့ question format သိပုံသိနေတာဒီလောက်ပဲပေါ့နော်အဲ့ဒီလိုမျိုးဆိုလို့ရှိရင်တချို့တို့ IELTS မှာ base skill မှာမဆိုအမှန်များရဖို့ညှော်လင့်လို့မရပါဘူးဘာဖြစ်လို့လဲဆိုရင် IELTS ဆိုတာကဒီ time pressure ကိုအန်တုပြီးတော့ဖြေရတဲ့ test တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုကမလိုလားအပ်တဲ့ ideas တွေမလိုလားအပ်တဲ့အတွေးတွေကို exam day မှာသွားပြီးတော့တွေးနေမယ်စဉ်းစားနေမယ်ဆိုလို့ရှိရင်အဲ့ဒါတက် time consuming ဖြစ်တာပဲရှိရယ်ကိုယ့်အတွက်ဘာအကျိုးကျေးဇူးမှမရှိဘူးအဲ့ဒီအတွက်တချို့တို့ကကြိုတင်ပြီးတော့သိထားလို့ရတဲ့ question format တွေကအပိုင်းတွေအားလုံးကိုပြင်ဆင်နေတဲ့အချိန်မှာတစ်ခါတည်းသိထားဖို့လိုအပ်တယ် okay အချို့အကြောင်းလေးအဲ့လိုအပေါ်ယံလေးတွေကိုပဲ format တွေကိုသိထားတာတချို့သိသလောက် 90% of the students ကလေlistening မှာအပုတ်40မြည်ရ reading မှာအပုတ်40မြည်ရဒါသူတို့ရဲ့ question format သိအောင်သိနေတယ်အချို့ဆိုလို့ရှိရင် reading မှာ okay question types တွေပါလိရှိတယ်ပေါ့ဒါတော့ပဲပေါ့နော်ဒါပေမဲ့ reading အပိုင်းမှာဆိုလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုရင် question types ကကျွန်တော်ကဘယ်လို question type တွေမှာဘယ်လိုမျိုး nature ရှိလဲဆိုတာအထိသိရတယ် for example in order လာတဲ့မိကုန်းတွေဆိုရင်အစဉ်လိုက်လာတယ် okay အဲ့ဒီအစဉ်လိုက်လာတယ်ဆိုတာဘယ်လိုပုံ